ကျွန်တော်တို့ပြင်သစ်နိုင်ငံစထရာဘတ်မြို့ကိုရောက်နေရပါကျွန်တော်ဟိုတယ်ကနေပြီးတော့လိုက်ထားတဲ့ view လေးပါဒီနေ့တနေ့ကုန်လုံးလဲပြီးတော့မှအခုပင်ပန်းပြီးတော့မှဟိုတယ်ကနေပြီးတော့ view လေးကိုအေးစိတ်ခံစားရတယ်အောက်မှာစားတော့ဆိုင်ကြီးအားပဲအနေကင်းတော့လူတွေအများကြီးပဲစားတော့တယ်အခုကတော့လူတွေမရှိဘူးဒီစထရာဘတ်မြို့ကတော့ဒါပြင်သစ်နိုင်ငံနဲ့ဂျာမနီနိုင်ငံရဲ့နယ်စပ်မှာရှိတဲ့မြို့လေးဒါကြောင့်ပြင်သစ်နဲ့ဂျာမနီရဲ့သူတို့ရဲ့ယဉ်ကျေးမှုနှစ်ခုပေါင်းစပ်ထားတဲ့မြို့လေးပါအဲဒီကအိမ်လေးတွေတို့သူတို့ရဲ့ဟောလေးတွေကယဉ်ကျေးမှုလေးတွေကလုံးဝကိုပေါင်းစပ်နေပါဒီမှာဆိုရင်သူတို့ရဲ့ဒီတူးမြောင်းရင်းလေးရှိပြီးတော့အဲဒီတူးမြောင်းရင်းကလမ်းကိုလာပါတယ်ဒီနားလေးကအိမ်နေတယ်လမ်းကြီး